ဘယ်လိုအရာမျိုးတွေကိုမိအာမခံထားလို့ရလဲဆိုတာကိုသိပါသလားမိအာမခံထားရှိနိုင်တဲ့အရာတွေရောအဆောက်အုံပရိဘောကစက်ပစ္စည်းနဲ့ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်ဘယ်လိုပုံစံနဲ့အာမခံထားလို့ရလဲဆိုတာကိုဆက်လက်ပြီးတော့ရှင်းပြပေးပါမယ်ရှင်အဆောက်အုံဆိုတာလူနေအိမ်တိုက်ခန်းဆိုင်ရုံးဂိုဒေါင်စက်ရုံစတာတွေကိုဆိုလိုပြီးကိုယ်ပိုင်ပိုင်ဆိုင်မှုတာမကငှားရမ်းထားတဲ့အဆောက်အုံတွေကမိအာမခံထားရှိနိုင်ပါတယ်အိမ်တွင်းသုံးပရိဘောကကြီးဖြစ်တဲ့ဇပွဲကလထိုင်းဆိုဖာပြီးတော့ကတင်စတဲ့ပစ္စည်းတွေအပြင်ရုံးတွင်းသုံးပရိဘောကပစ္စည်းတွေကိုပါမိအာမခံထားလို့ရပါတယ်စက်ရုံလုပ်ငန်းတွေမှာအသုံးပြုတဲ့စက်ရည်နေရာအမျိုးမျိုးကိုလည်းမိအာမခံထားလို့ရပါတယ်ဥပမာကုန်ထုတ်လုပ်ငန်းသုံးပစ္စည်းတွေစက်ရုံသုံးစက်ရန်တရားတွေနဲ့လက်စစ်ပစ္စည်းတွေစတာတွေပါဝင်ပါတယ်စီးပွားရေးလုပ်ငန်းတွေမှာတူလောင်ထားတဲ့ကုန်ပစ္စည်းတွေကိုလည်းမိအာမခံထားလို့ရပါတယ်ဆိုင်ရကုန်ပစ္စည်းတွေကိုတောင်ထဲကကုန်ချမ်းတွေထုတ်လုပ်ပြီးသားဖြစ်တဲ့ကုန်ချောပစ္စည်းတွေကိုမိအာမခံထားမယ်ဆိုရင်မိလောင်မှုကြောင့်ဆုံးရှုံးမှုဖြစ်ခဲ့ရင်အာမခံရောကြီးရရှိနိုင်ပါတယ်ဒါဆိုရင်လူကြီးမင်းတို့ရဲ့အဖို့တန်ပိုင်ဆိုင်မှုတွေကိုလုံခြုံစိတ်ချရစေဖို့မိအာမခံကြိုတင်ဝယ်ယူပြီးအကောင်းဆုံးကာကွယ်ထားနိုင်ပါတယ်